Ubuntu ကိုကွန်ပျူတာမှာ install လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးလုပ်ရမယ့်အချက်ကလေးတွေကိုပြပြပေးမယ်။ကျတော့ Ubuntu ကို installation လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကွန်ပျူတာရဲ့ BIOS ကိုအရင်ဆုံးသွားရတယ်ပေါ့နော်။ကိုယ့်ရဲ့ကွန်ပျူတာရဲ့အမျိုးအစားနဲ့ BIOS တွေကိုဘယ်လိုဝင်ရလဲဆိုတာကိုကိုယ်ထဲမှာရှာကြည့်မယ်။အဲ့တော့ BIOS တွေရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုရင် secure boot ကို disable လုပ်ရမယ်။ Okayပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Ubuntu ကို install လုပ်မှာဖြစ်တဲ့အတွက် Ubuntu ရဲ့ official website ကိုသွားပြီးတော့သူ့ဆီကနေ ISO file ကို download လုပ်မယ်။ဒါဒီ open source ဖြစ်တဲ့အတွက် free download လုပ်လို့ရလိမ့်မယ်။နောက်တစ်ခုက browser တို့မှာရှိရမှာက USB stick တစ်ချောင်းတော့ရှိရမယ်။အဲ့ဒီ USB stick က 8GB ဆိုလဲရတယ်။ကျွန်တော် 16GB နဲ့အထက်ဆိုရင်တော့ပိုကောင်းတော့ပါဗျာ။နော်။ Okay အဲ့ USB stick ဘာဖြစ်လို့လိုတာလဲတဲ့။ boost လုပ်ရမယ်။ကျွန်တော်တို့Ubuntu ရဲ့ ISO file ကို download လုပ်ပြီးတော့အဲ့ဒီ state ထဲကိုတစ်ခါတည်းဆွဲထည့်လို့မရဘူး။ဘာလုပ်ပြရမလဲဆိုရင် boosted လုပ်ဖို့အတွက် boosted maker software လိုတယ်။အဲ့ဒီ boosted making လုပ်ရမယ့် software ကိုကျွန်တော်အမျိုးအစားတွေအများကြီးရှိတယ်။ Rufus တို့ Bandrind တို့ Etcher တို့ကျွန်တော် Rufus ကတော့လူတော်တော်များများသုံးမှုတာဖြစ်တဲ့အတွက်ဒီ software နဲ့အသုံးပြုလို့ရတယ်။အဲ့တော့ Rufus ဆိုတဲ့ application ကို install လုပ်မယ်။အခုလက်ရှိ Windows 3နေရာဖြစ်လိမ့်မယ်။အဲ့ဒီ Windows မှာ Rufus ကို install လုပ်ပြီးတဲ့အခါမှာဆွမ်းကကျွန်တော်တို့ USB stick ကို boosted လုပ်ရမယ်ပေါ့။ Okay ဒါကလည်းလွယ်ပါတယ်။အဲ့တော့ Rufus နဲ့ boosted ဘယ်လိုလုပ်ရလဲဆိုတဲ့နည်းလမ်းတွေကကျွန်တော်ရဲ့ YouTube channel မှာလည်းရှိရပေါ့နော်။သွားရှာကြည့်လို့ရတယ်။နောက်တစ်ခုကျွန်တော်ကတော့ပြောထားတာ Bandrind နဲ့လုပ်ထားတာပုံများရပေါ့နော်။ Bandrind ကတော့ကျွန်တော်ပို့ပြီးတော့အသုံးများပါတယ်။ Okay ဒါတော့ပို့လေ့လာနိုင်ပါတယ်။အဲ့တော့ကျွန်တော်တို့လက်ထဲမှာဘာရလာပြီလဲဆိုရင် boosted ရောက်လာပြီနော်အဲ့ဒီ boosted ကိုကျွန်တော်တို့ရဲ့ကွန်ပျူတာလေးမှာအဲ့ဒီ boosted ကိုကျွန်တော်တို့ရဲ့ laptop လေးမှာတက်ဆင်လိုက် Okay တက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအဆင့်ဘာလိုအပ်မလဲဆိုလို့ရှိရင် boot option ကွန်ပျူတာကို power on လိုက်ပေါ့ USB stick လေးကိုကွန်ပျူတာမှာတက်လိုက်ပြီးရင်ကွန်ပျူတာကို power on လိုက် power on ပြီးတာနဲ့ boot option ကိုရွေးပေးပါတခါတည်းနှိပ်မယ်နော် F12 လေးကို F12 လေးနှိပ်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆွမ်းက boosted လောက်ထားတဲ့ USB stick ကလေးကိုရွေးလိုက်ပြီးဆိုတာနဲ့ကျွန်တော်က OS installation လုပ်ရမယ်နေရာကိုရောက်သွားလိမ့်မယ်။ဒါဆိုရင် Ubuntu ကိုစပြီးတော့ install လုပ်လို့ရပါပြီ။အဲ့တော့ဒီနည်းလမ်းကတော့ကျွန်တော် Ubuntu ကိုကိုယ့်ရဲ့ laptop တွေ desktop တွေမှာ install မလုပ်ခင်မှာအရင်ဆုံးလုပ်ရမယ့်အချက်တွေပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်